ပကြီးကားလေးတွေပြပေးခြင်းလို့ပါဒါကတော့ကလေးပုံလေးပေါ့နော်မဆူကကလေးပုံလေးတွေရေးရတာကိုအရန်ကိုကြိုက်နှစ်သက်ပါတယ်ဒီပုံလေးကတော့တစ်ခါမှရေးနေကြပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်သူကအနှီးလေးနဲ့ပတ်ထားတာဖြစ်တဲ့အတွက်အနှီးလေးရေးတဲ့နေရာမှာတော်တော်လေးပျော်စရာကောင်းပါတယ်အဝတ်ထည်တွေအတွန်းခေါက်တွေရေးရတာကိုမဆူကကြက်နှစ်သက်တဲ့သူဖြစ်တဲ့အတွက်ဒီလိုအနှီးလေးဝတ်ထားတဲ့ကလေးလေးပုံလေးရေးရတာတော်တော်လေးကိုကြက်နှစ်သက်တယ်ပေါ့နော်ပြီးရင်နောက်ထပ်တစ်ကားကတော့ဒီပကြီးကားလေးပါဒီပကြီးကားလေးကလည်းခုနကကလေးလေးနဲ့အတူတူပဲပေါ့နော်ဒီပကြီးကားလေးကိုရေးတဲ့အခါမှာလည်းတော်တော်လေးဒီထေးရေးရပါတယ်သူရဲ့အောက်ကအိယာခင်းတွေနောက်ပြီးတော့ဒီလက်ကိုဆွထားတဲ့အဝတ်လေးတွေကစားပေါ့နော်တော်တော်လေးအနုစိတ်ရေးရပါတယ်အနုစိတ်ရေးရတာဖြစ်တဲ့အတွက်အချိန်ကြီးလည်းအများကြီးပေးရတဲ့ပကြီးကားတစ်ချက်ပေါ့နော်ပြီးရင်နောက်ထပ်တစ်ကားကတော့ဒီပကြီးကားလေးပါဒါလေးကလည်းဒီကလေးခုနကတော့နှစ်ကားကလေးလေးပဲပေါ့နော်ဒီပကြီးကားတော့ကာလာပန်ဆယ်ပကြီးကားပေါ့နော်အဖွားတယောက်ကသူ့ရဲ့မြေးလေးကိုချီထားတဲ့ပုံလေးရေးရတာတော်တော်လေးပကြီးဆွဲနေရင်လည်းစိတ်ကြည်နူးစရာကောင်းတယ်ပေါ့နော်ဒီပကြီးကား၃ကားလုံးကိုဂျပန်မှာနေတဲ့အကိုတယောက်ကအပ်ပေးထားတာပါသူ့ရဲ့သားလေးအတွက်အပ်ပေးထားတာပေါ့နော်ပို့တာကြတော့မဆူကမော်လမြိုင်ကိုပို့ရမှာပါအဲ့တော့မဆူရဲ့လက်ရာကိုကြက်နှစ်သက်ပြီးတော့ရုံကြည်ကြည်နဲ့ပုံလူပကြီးကားတွေအများကြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် customer တူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်နော်